ဒီ chapter က Hashirama တယောက်ရဲ့ကံကြမ္မာကိုသုံးဖြတ်လိုက်တဲ့အခန်းတစ်ခန်းမှာ chapter 159က Demon Slayer manga ထဲမှာအရန်ကိုလေးလံပြီးစိတ်ထိခိုက်စရာအခန်းတစ်ခန်းမှာ Infinity Castle ထဲမှာစစ်ပွဲကနောက်တစ်ဆင့်ကိုတက်သွားပြီးဒီနေ့ Demon Slayer chapter 159ကိုကျွန်တော်ဆရာပြူကဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ chapter 159ရဲ့အစမှာတော့ဝက်ကောင်းရဲ့စောက်ယူထားတဲ့ထုံးစံအတိုင်းပဲကဲ Inesca ရောက်လာပြီးထို့နောက်သူကသူ့ရဲ့လက်နဲ့သူ့ရဲ့လက်ကိုမှန်ဘလူးပုံစံနဲ့မျက်လုံးသားကိုကတ်ကြည့်ပြီးရောသူ့ရဲ့ပါးစပ်ကနေလဲဟမ်မှန်စမ်းကြည့်ရအောင်နှစ်ပါလားဟာအဲ့ဒီနောက် Inesca ကမင်းကအထက်အဆင့်နှစ်ဖြစ်ကြောင်းငါဖော်ထုတ်လိုက်ပြီးကွာဟာလို့မင်းကထိတ်ဆုံးမိတ်ဆွေတွေထဲမှာအဆင့်နှစ်ဆိုတာကိုငါသိသွားပြီကွာမင်းကိုသာငါနေနေနိုင်ရင်ဟာရှီယာဖြစ်ပြီလို့ပြောကတကောင်နဲ့စောက်ယူထပြီးတော့ပြောနေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဟာရှီယာမလို့ပြောပြီးသူတကောင်နဲ့စောက်ရန်ပြောနေတယ်အဲ့ဒီနောက်ဒိုမန်ကစောက်ရန်ယူလာခဲ့တဲ့ဒိုမန်က Inesca နဲ့တွေ့မှာကြောင်သွားပြီးတော့ငါကငါလည်းအထက်ဆင့်နှစ်ဖြစ်ကြောင်းမဖုံးမိထားပါဘူးတစ်သက်တည်းမှာပဲသူကဒီကောင်ကဘလို့ကောင်လဲဟာအဲ့ဒီနောက် Inesca ကဒိုမန်ကိုစောက်ကြည့်မဆိုင်ပဲနဲ့ငါဟာရှီယာမဖြစ်လာတဲ့ခါကျရင်ငါ့ကိုတားရဲ့ဟာရှီယာမလို့ခေါ်မဟုတ်သေးပါဘူးငါ့ကိုဝက်ဟာရှီယာမလို့ခေါ်မယ်ဆိုရင်ကောအဲ့ဒီနောက် Inesca ကခန္ဓာကိုကြည့်ပြီးတော့ဘယ်ဟာကဘယ်တစ်ခုကပိုကောင်းမယ်ထင်လဲလို့မေးလိုက်တယ်ထို့နောက် Inesca ကခန္ဓာကိုမြင်သွားပြီးတော့ခန္ဓာကိုကရင်းဆိုတဲ့တလုံးပဲပြန်ပြောနိုင်ခဲ့တယ်မင်းတကူလုံးဘယ်လိုဖြစ်တာလဲဟာအဲ့ဒီနောက် Inesca ကခန္ဓာကိုရဲ့စုပ်ပြက်နေတဲ့ပုံစံကိုကြည့်ပြီးတော့မင်းတကူလုံးကဘယ်လိုဖြစ်တာလဲဟာစောက်ကျိုးနဲ့မင်းထန်ရရရင်တည့်ရဲ့အတိုင်းရှင်နိုဘူကဒေါသပုံထားလိုက်နေဟာသူ့ဒေါသထွက်ရင်စောက်ကျိုးနေကြီးဟာအဲ့ဒီနောက်ခန္ဓာကိုရဲ့မျက်နှာမှာလုံးဝဝမ်းနေဘူးပူဆွေးမှုများအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ Inesca ရဲ့သူ့ရဲ့အတွေ့အကြုံမှာလုံးဝအမှောင်တိကျသွားပြီးတော့သူ့ရဲ့ပါးစပ်ကနေလည်းရှင်နိုဘူကတည်သွားပြီလားလို့မေးလိုက်တဲ့အခါမှာဒိုမန်ကစကားကိုဖျက်ပြောလာပြီးဘယ်ကသာ तू ကမတည်ပါဘူးငါ့ရဲ့ခန္ဓာကိုယ်ထဲမှာငါနဲ့အတူထောင်ရအမြဲရှိနေမှာငါကအားလုံးကိုစပြစ်လိုက်ပြီလေအားလုံးကိုငါလွတ်မြောက်အောင်ကယ်တင်ပေးလိုက်တာပဲသူတို့အားလုံးကနောက်ထပ်မနာကျင်ရတော့တယ်လို့ဘာကိုမှလည်းကြောက်လန့်နေဖို့မလိုတော့ဘူးသူတို့အားလုံးကငါရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပျော်ရွှင်နေကြပြီလေအဲ့ဒီနောက် Inesca ကခန္ဓာကိုယ်နဲ့အတူစိုက်ကြည့်နေပြီးတော့အတိတ်ကပုံရိပ်တီစီကိုပြန်ရောက်တာကအဲ့ဒီနောက်ကျင်လာတဲ့စကားအသံတစ်ခုနဲ့အတူငါဒီတန်ရာတွေကိုတေချာလေးစီးပေးလိုက်မယ်တွားထိမဲတော့မကြံနဲ့ငါကမပြောဘဲနဲ့ကိုယ်တဘောနဲ့ကိုပတ်တီးတွေကိုဖြည့်ပြမယ်မကြံနဲ့ကြားလာလို့ပြောပြီးတော့ရှင်နိုဘူက Inesca ကိုကြီးကြီးနားနားနဲ့ပတ်တီးတွေကိုမဖြည့်ဖြည့်ကိုဂတိတောင်းနေရအောင် Inesca ရဲ့အတိတ်တွေအတွေ့ရှင်နိုဘူရဲ့ကျင်လာတဲ့အပြုံးများနဲ့ Inesca ကရုပ်တရက်ကြီးစောက်ရိုင်းလောင်သွားပြီးတော့ခွေးကောင်မင်းကငါတသားစီကြိုက်ပြပြမယ်လို့ပြောကတရက်တစ်ပြက်သူကပျောက်ွယ်သွားပြီးတော့ခန္ဓာကိုယ်ရဲ့ပါးစပ်ကနေသူ့ရဲ့ရက်တောင်ကထွက်လာတဲ့လေအေးတွေကိုမရှူမိစေနဲ့လို့တတိပြည့်ရဲ့စကားမဆုံးသေးခင်မှာပဲInesca ကတားရဲ့အသက်ရှူခြင်းစတုထမြောက်အဆွဲကြိုက်ဖျဲခြင်းထားသွားများလို့ပြောကစောက်ရမ်းကိုတိုက်ခိုက်နေရဲ့အဲ့ဒီနောက်ဒိုမန်ကမင်းရဲ့တိုက်ကွက်ကနည်းနည်းရှုပ်လေးသွားပဲမင်းရဲ့ဓာအသွားအပဲ့တွေကဒီလောက်ထိလုံနိုင်တယ်ဆိုတော့တော်တော်စွမ်းတယ်လို့ပြောရမယ်အဲ့ဒီနောက် Inesca ကသူ့ရဲ့တိုက်ကွက်နဲ့သူ့ဘာသာသူစောင်းသွားတဲ့အချိန်မှာဒိုမန်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲဆိုပြီးတော့ Inesca ရဲ့ခေါင်းကိုဖျက်ခုတ်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့အနောက်သို့စောက်ရမ်းလှပတဲ့အကွက်နဲ့ရှောင်နေသွားပြီးတော့ဒိုမန်ကလည်းအိုးခန္ဓာကိုယ်လေးကလမ်းလိုက်တာပျော့ပြောင်းနေရပဲပြီးတော့အဲ့ဒါကကောင်းစုကြီးမှတ်လာလို့ပြောကတစ်ဆက်ထဲမှာပဲဒိုမန်ကမင်းကလို့ပြောနေရင်မဆုံးသေးခင်မှာပဲ Inesca ရဲ့လက်ထဲမှာခန္ဓာကိုယ်ရဲ့ဓာတ်အောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ဒိုမန်ကလုံးဝစောက်ရမ်းကိုကြောင်သွားခဲ့တယ်လုံးဝကိုကြောင်သွားခဲ့ပြီအဲ့ဒီနောက် Inesca ကရော့ဒါမင်းဟာလားခန္ဓာကိုယ်ကဟုတ်တယ်အဲ့ဒါငါဟာလို့ပြောရင်လည်း Inesca ကနောက်တစ်ခါထက်အလူမခံရပါစေနဲ့လို့တေချာမှနေရဲ့အဲ့ဒီနောက်ရုပ်တရက်ဒိုမန်ကပြေးဝင်လာပြီးတော့မြန်သားပဲငါတော့သတိမထားမိလိုက်ဘူးပြောကနှစ်ယောက်သားစောက်ရန်ဘက်တရီအသေးအံလေးထားဖြစ်ပြီးတော့တစ်ချက်မှာ Inesca ကဒိုမန်ရဲ့ဘိုက်ကိုဖျက်ကန်လိုက်တယ်ဒိုမန်ကလည်းမခံဘူးသူ့ရဲ့ရက်တောင်နဲ့ Inesca ရဲ့ခြေထောက်ကိုဖြတ်ဖို့ပြန်ကြိုးစားတယ်အဲ့ဒီနောက်ဒိုမန်ကသူတယောက်တည်းမင်းကဘယ်ဆိုလို့လဲလို့ Inesca ကိုပြောနေကထိုးနောက်မှာတော့ဘသူပြောမှမသိပဲနဲ့ဘာလဲဟာလို့ပြောနေကသူ့ရဲ့ထားတော်ရင်းနဲ့လှမ်းခိုးလိုက်တာလားငါကသူ့လက်လမ်းမမီရဲ့နေရာမှာနေရလေသူနဲ့ငါကအဝေးကြီးဟာကိုလို့ပြောကဒိုမန်ပြောနေရအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ Inesca ကလည်းတွေ့တာမင်းကစီရအောင်မလုံနိုင်ပါဘူးကွာလို့ပြောရင်လည်းဒိုမန်ရဲ့မျက်လုံးကနှစ်ပိုင်းပြတ်သွားပြီဒိုမန်ကလည်းထူးဆန်းစွာနဲ့သူ့ပိုင်းထားတဲ့ဓာတ်တွေကငါ့ကိုထိသွားရလားအဲ့ဒီနောက် Inesca ကတားရဲ့တက်ရှူခြင်းလဝမမြောက်အစွဲလက်ဖျားတပွဲကွေးကခုတ်ပိုင်းခြင်းလို့ပြောကတစ်ဖက်မှာတော့ခန္ဓာကိုယ်ကသူ့ရဲ့လက်မောင်ရိုးအစ်စ်တွေကကွေးကုန်လာလားအဲ့ဒါပြီးတော့သူကပါဆက်လုံမှလဲလို့သူတယောက်တည်းအန်အောပြီးတော့ Inesca ကိုမေးနေရ Inesca ကတစ်ချက်မှပြန်ပြောရဲချီးပဲကွာငါဒီတိုက်ကအစ်စ်ကိုအခုချိန်ကြီးအမှန်အောင်မတုံနိုင်သေးဘူးသူ့ရဲ့ကောင်ကိုတေချာပေါက်ချိန်ပြီးတော့ခုတ်လိုက်တဲ့ဟာကိုလွဲသားရလို့ပြောနေတဲ့အချိန်မှာခန္ဓာကလုံးဝကိုစောက်ရမ်းကြောင်သွားပြီးတော့ဟေးဟာမဟုတ်သေးဘူးလေဘာကြီးလဲဘလို့ကြီးလဲလို့ပြောကအဲ့ဒီတော့မင်းရဲ့အယိုးစစ်တွေကိုပြောင်းလဲတဲ့နည်းနဲ့လုပ်လိုက်တာလားအဲ့လိုဆိုတော့မနာဘူးလားတကယ်ပါပဲမင်းကတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းနေပြီတော်တော်နားလေရခတ်တယ်ကောင်းမယ်အဲ့ဒီနောက်ဒိုမန်ကတစ်ဆက်ထဲမှာပဲငါနှစ်ပေါင်းမနေတော့ဘူးအသက်ရှင်လာတာဒါပေမဲ့မင်းတို့ကောင်မျိုးကိုတော့အခုမှတွေ့ဘူးရလို့ပြောရင်ပဲတစ်ဖက်မှာ Inesca ကအသက်ရှူတန်ကိုပြင်းပြင်းရှိုက်ထုတ်လိုက်ပြီးတော့ဟူ
အဲ့ဒီနောက် inner scale ကလူရတာစောက်ဝဖြစ်နေပြီမဲ့ဘယ်တော့မှလေအောက်ကနေမစင်းမယ်နဲ့ဒါပေါ့ငါတခင်ကြီး inner scale ပဲလေမင်းတို့ကလေးကချေအုပ်ကြမြက်ပေါက်ကတော့ငါကိုဘလူးမရှင်လို့ရမှာပုတ်ဘူးကလို့ပြောရင်လည်းသူ့ရဲ့ခေါင်းဆိုကြီးကကျွတ်ထက်သွားပြီးရောအဲ့ဒီနောက်ဒိုမန်ကဒါကတကယ်ပဲမျက်နှာဖုံးကြီးပါလားလို့ပြောကဒိုမန်ကဒီတော့ဝက်ကြီးကကြီးရတာအတော်သက်ကြီးနေပုံရတယ်မင်းဒီမျက်လုံးတွေကိုဘယ်လိုလုပ်ထားရလဲလို့မေးကအဲ့ဒီနောက် inner scale ကသူ့ရဲ့ဝက်ကောင်းပြောက်သွားတာကိုတီးလိုက်ရတဲ့အချိန်မှာဒိုမန်ကိုချိန်သေးနေပြီးတော့မအီပြီးပြန်ပြီးရမ်းလို့ပြောကဒိုမန်ကငါမင်းရဲ့မျက်နှာကိုတနေ့ရမှာမြင်ဘူးနေပါတယ်ပမာပါလိတ်လို့ပြောကဒီမှာနေ chapter 159ကပြီးဆုံးသွားပြီးတော့နောက်ပိုင်းနဲ့နောက်နေ့ပြန်လာခဲ့ပါမယ်ဒီနေ့အတွက်အားလုံးလည်းအားရခြင်းတမ်းမှုရှိမယ်လို့ညှော်လင့်ပါတယ်ကျွန်တော်ကတော့ဆရာဖြူပါဆောက်ပြေကဆိုဒီလိုအဆိုးပြချဲဒီဝေဝါတော့ဝါဆိုးပြတဲ့你是的ချေလို့စားကြ